အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ resampling process ကို demonstration လုပ်ပြသွားမှာဖြစ်ပါတယ် resampling process လုပ်ဖို့အတွက် Sentinel-2A image တစ်ခုကို download လုပ်ထားပြီးတော့ဖွင့်လိုက်ပါမယ်အရင်ဆုံး Open RGB image နဲ့ natural color နဲ့ဖွင့်လိုက်တဲ့အခါမှာဒါရခိုင်ဒေသမှာရှိတဲ့ကြောက်ဖြူရည်နဲ့စိတ်ကန်းပါဝင်တဲ့ဒီ satellite image ပါ satellite image ကတော်တော်လေးကြီးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်စိတ်ဝင်စားတဲ့ကြောက်ဖြူရည်နဲ့စိတ်ကန်းရှိတဲ့နေရာလေးကိုပဲကွက်ပြီးတော့ spatial subset from view လုပ်ကြည့်ပါမယ်လုပ်ကြည့်လိုက်တဲ့အခါမှာ spatial subset ကိုလိုချင်တဲ့ area လေးကိုပဲ highlight လုပ်ပြီးတော့ရသွားနိုင်ပါတယ်အဲ့တော့ spatial subset ကလေးကိုဥဆုံး open RGB image window မှာ natural color နဲ့ဖွင့်ကြည့်လိုက်ပါတယ်အဲ့ဒါဆိုရင်တော့မိမိတို့စိတ်ဝင်စားတဲ့ဒီလေ့လာမယ်ကြောက်ဖြူရည်နဲ့စိတ်ကန်းရဲ့ TC pop နေရာလေးကိုမြင်ရပါတယ်အဲ့ဒီတော့ဒီ image ကိုပြန်ပြီးတော့လေ့လာတဲ့အခါမှာ Sentinel-2 image တွေမှာဆိုလို့ရှိရင်ဘန်စုစုပေါင်း73ဘန်ရှိပြီးတော့ဘန်နံပါတ်2 3 4နဲ့ဘန်နံပါတ်8က10 meter resolution ရရှိပါတယ်ဘန်နံပါတ်4 5 6 7 8 11 12က20 meter resolution ရှိပြီးတော့ကျန်တဲ့ဘန်တွေဖြစ်တဲ့ဘန်နံပါတ်1 9 10ကတော့60 meter resolution ရှိပါတယ်10 meter resolution ဆိုတာကတော့ဒီမြေပြင်မှာကြည့်မယ်ဆိုလို့ရှိရင် pixel လို့ခေါ်တဲ့ဒီအငယ်ဆုံး cell လေးတစ်ခုဒီ10 meter into 10 meter နော်တနည်းအားဖြင့်100 square meter အနေနဲ့မြင်ရမှာဖြစ်ပါတယ်20 meter ဆိုလို့ရှိရင်တော့မြေပြင်မှာရှိနေတဲ့ cell လေးရဲ့အငယ်ဆုံး cell လေးဒီ20 meter into 20 meter area ရှိမှာဖြစ်ပါတယ်အဲဒီတော့ freely available ရတဲ့ Sentinel-2 မှာ10 meter resolution ကတော့ higher resolution ပါပဲဒီ image မှာ vegetation ကဘယ်လောက်ရှိသလဲ bed depth area ကဘယ်လောက်လဲ deep water sea water ကဘယ်နေရာတွေမှာရှိသလဲဒီနေ့တနည်းအားဖြင့် image ကို classification လုပ်မယ်သို့မဟုတ် change detection image မှာဒါ man made area တွေများလာတဲ့အတွက်ကြောင့်မလို့ vegetation တွေတနည်းအားဖြင့်ဒီရေတောတွေနေပါသွားတာလေးတွေအဲ့ဒါလေးတွေကို change detection နဲ့ပြကျင်တယ်ဆိုလို့ရှိရင်ဒီ image မှာရှိနေတဲ့ pixel လေးတွေက10 meter အညီအမျှရှိရပါမယ်သို့မဟုတ်20 meter အညီအမျှရှိရပါမယ်ဒီမှာကတော့10 meter ကိုရွေးချယ်ပါတယ်10 meter higher resolution ဖြစ်လို့ပါအဲ့တော့ cell တစ်ခွက်တိုင်းဒီ10 meter အတူတူရှိဖို့ဆိုရင်ဒီပြထားတဲ့ image ကို resample လုပ်ဖို့လိုပါတယ် resample လုပ်ဖို့အတွက်ကိုဒီ image ကို highlight လုပ်ထားပြီးတော့ raster တွေက geometric တွေက resampling ကိုနှိပ်ရပါမယ် resampling ကို click လုပ်ပြီးတော့ဒါကတော့ input image ပါဒါကတော့ output image သိမ်းထားမယ့်နေရာပါ resampling parameter မှာတော့ဘန်နံပါတ်နဲ့ပြောမယ်ဆိုရင်ဘန်နံပါတ်4 red band ဒီ10 meter resolution ဆိုတာသိတဲ့အတွက်ကြောင့်မလို့အားလုံးကို reference band ကိုဘန်နံပါတ်4နဲ့ပဲယူပြီးတော့ဒီ pixel တွေကို adjust လုပ်တဲ့အခါမှာ interpolation method ကတော့ nearest interpolation bilinear bicubic မိမိနှစ်သက်ရအောင်ရွေးချယ်နိုင်ပါတယ် downsampling method တွေလည်းအလားတူပါပဲအဲ့ဒါပြီးရင်တော့ resample လုပ်လို့ရပါပြီ resample လုပ်ပြီးတဲ့ process ကပေါ်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ okay close resample လုပ်ပြီးသား image လေးကို right click နဲ့ open RGB image ဆိုပြီးတော့ natural color နဲ့ပဲဖွင့်ကြည့်လိုက်တဲ့အခါမှာပုံမှာပြထားတဲ့အတိုင်းပဲ resample လုပ်ပြီးသား process ကလေးကိုမြင်ရပါတယ် resample လုပ်ပြီးသားဒီကြောက်ဖြူရေနက်စိတ်ကန်းရဲ့ဒီ seaport ရှိတဲ့နေရာလေးကို resample မလုပ်မီ resample လုပ်ပြီးပုံနှစ်ပုံကိုရှင်တွဲကြည့်မယ်ဆိုရင် time horizontally ကြည့်လိုက်တဲ့အခါမှာဒီကြောက်ဖြူရေနက်စိတ်ကန်းရှိတဲ့နေရာလေးတွေကိုပုံမှာမြင်ရတဲ့အတိုင်းပဲဒါကတော့တချို့ cell တွေဒီတချို့ pixel တွေဒီ10 meter တချို့ဒီ20 meter တချို့ဒီ60 meter ဒါကတော့ every pixel evenly 10 meter ပါဒါ resolution လုပ်ရတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ပုံကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်လည်း resolution လုပ်တဲ့ image ကပို့ပြီးတော့ကြည့်လင်တယ်လို့ယူဆရပါတယ်ကျေးဇူးတင်ပါတယ်